ကဲဟာလေလုယာ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 ကဲဖျားပိုင်တော့ဘန္တာတဲ့ဖျားပိုင်တော့ဘန္တာဟာလေလုယာယေဖျားပိုင်တဲ့ဘန္တာthank you Jesus ဖျားပိုင်တဲ့ဘန္တာဟာလေလုယ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 ာဘုရားပိုင်တဲ့ဘာသာကနော်တန်ရှင်တော်မျိုးဘာဖြစ်လဲယေဘရဟိမျိုးယေဘရဟိမျိုးနော်ဆိုတော့ဟာလေလုယာဟာလေလုယာနော်ဘုရားပိုင်တော်ဘာသာဆိုတော့ဘုရားပိုင်တဲ့ဘာသာဆိုဘုရားကြိုက်ကြလို့လုပ်မယ်လေအာမင်အာမင်ဘုရားကြိုက်ကြလို့လုပ်မယ်လေဟာလေလုယာဘုရားကြိုက်တယ်လို့ဘုရားပိုင်တော့ဘာသာဘုရားကြိုက်တယ်လို့ဘုရားကိုလှုပ်ခွင့်ပေးလိုက်ပေါ့နော်ကိုခန္ဓာစိတ်ဥယျာဉ်ကိုဘုရားတခင်အချိန်တိုင်းကိုတော့ပိုင်တယ်ကိုတော့ပိုင်တယ်ကိုတော့ဘာလို့ချင်းလဲနော်အဲ့လိုမျိုးပေါ့နော်ကိုတော့ဘာလို့ချင်းလဲကိုတော့ပိုင်တယ်ဘုရားပိုင်တော့ဘာဟာလေလုယာအာမင်အာမင်အာမင်ဘုရားပိုင်တော့ဘာအာမင်အာမင်ဘုရားပိုင်တော့ဘာနော်ဒါပဲလေဘုရားပိုင်တော့ဘာရောဆိုခါနာစိတ်ဝိညာဉ်သုံးပါးစလုံးနော်ကိုတော့လက်တော်တွေထည့်လိုက်ကိုတော့အချိန်နဲ့အားလုံးကိုတော့လက်တော်ထည့်လိုက်ကိုတော့ဘာဖြစ်ချင်တယ်ဘာလုပ်ချင်ထည့်လိုက်ဆိုတော့တော့ထည့်လိုက်ပြီဆိုရင်ဥမာပြောမယ်ဆိုရှင်ဘာဖြစ်လဲထည့်လိုက်ပြီဆိုရင်ကိုတော်ကကိုယ်စိတ်ဝိညာဉ်ကထာဝရဘုရားရဲ့မိကွယ်ဖြစ်သွားဟာလေလုယာအာမင်ခန္ဓာကဗိမာန်တော်ဖြစ်သွားအာမင်ဆိုတော့ဒါဘုရားပိုင်တော်ဘာသာပဲခန္ဓာဗိမာန်တော်ဖြစ်သွားပြီဆိုတော့နော်ယေရှုကိုရှင်းအောင်ပြောမစင်ယေရှုကပြီးတော့ခန္ဓာကိုယ်ကဗိမာန်တော်ဖြစ်သွားပြီစိတ်ဝိညာဉ်ကထာဝရဘုရားမိကွယ်ဖြစ်သွားပြီဘုရားပိုင်တဲ့ဘာသာအချိန်တိုင်းမှာထာဝရဘုရားမိကွယ်ဖြစ်လို့လေအချိန်တိုင်းမှာကိုယ့်ခန္ဓာကဘုရားရဲ့ဗိမာန်တော်ဖြစ်ဘုရားကျင့်ဝတ်တယ်ပေါ့နော်သူပိုင်တဲ့ဘာသာမှာသူနေလို့ရတယ်အာမင်သူနေလို့ရတယ်သူပိုင်တဲ့ဘာသာသူနေလို့ရတာဟုတ်ပြီသူပိုင်နေဆိုလို့ရှိရင်သူဘာလုပ်ခိုင်းလဲဒါပဲလေနော်သူဘာလုပ်ခိုင်းလဲဆိုတော့သူအကြံစီတိုင်းဘာလုပ်မယ်နော်ယောဟန်ကိုဘာဖြစ်လဲယောဟန်ကိုဘာလဲအနေနော်လမ်းကိုပြင်ဆင်ဖို့အတွက်ယောဟန်ကိုရှေ့ကလွတ်တယ်ပြီးယောဟန်ရင်မွေးတယ်ပြီးယေရှုနောက်မှမွေးတယ်ယေရှုအတွက်နော်အလုံးစုံတော့ဘာလဲဆောင်ခံတယ်ယေရှုကနော်ယောဟန်မွေးပြီးတော့နော်ယေရှုအလုံးစုံဘာလဲဆောင်ခံဖို့လားပြီးအလုံးစုံဘာလဲခံပြီးတဲ့အချိန်မှာယေရှုကဘာလဲဆိုတော့အဲ့ဒီအချိန်မှာပြောမစရင်ဖျားခိုင်းတဲ့ယေရှုကလုပ်တယ်အာမင်နော်နာခံတယ်လိုက်လျှောက်တယ်ပြီးတဲ့ခါကျဘာဖြစ်လဲကောင်းကင်ကနော်ဆိုတော့အလုံးစုံဘာလဲခံကောင်းကင်ကဤသူဒီငါ့ချစ်တာပြီဒီဟာလေလုယာအဲ့ဒါပဲဘုရားပိုင်တော့ဘန်တော့အဲ့ဒါပဲဤသူဒီငါ့ချစ်တာပြီဒါကြောင့်ကျွန်တော်အဲ့ဒါပဲစိတ်ဝင်စားတယ်ဘာကြောင့်ဆိုတော့ယေဘရဟိမျိုးတို့ဟာဘာဖြစ်လဲတမန်တော်တို့ပရောဖက်တို့အရင်တော့ကျွန်တော်ယူတယ်ဆိုတော့ဒီယူမှပဲအဲ့ဒီခါအားလုံးကလည်းဘုရားနဲ့အဆက်အသွယ်ရှိမှပဲရတာလေဘုရားနဲ့အဆက်အသွယ်ရှိမှဘုရားပြောခိုင်းတာပြောတယ်ဘုရားနော်လှုပ်ခိုင်းတာလှုပ်တယ်ဆိုတော့အကုန်လုံးကနော်ဒီစစ်မှန်တဲ့နော်ဘုရားရဲ့အမှုဆောင်ဆိုတော့ဘုရားပြောတဲ့အတိုင်းလုပ်တာနော်ဘုရားပြောတဲ့အတိုင်းဒါဘုရားပိုင်တဲ့ပါလာဖြစ်တယ်နော်သူ့ဘာသူဘုရားပြောခိုင်းတယ်ပြောလိုက်တယ်ဒါပေမဲ့ဟိုလေမတွေ့လားယေရှုတော်မှာနော်ဘုရားပြောခိုင်းတယ်ပြောလိုက်တယ်ယေရှုလူဟာဒါပရောဖက်တပါးတော့ဖြစ်မယ်ဒါပြောကြရှုကြလို့အေလိယတပါးတော့ဖြစ်မယ်တဲ့ဆိုတော့လူတွေကတော့သူအမျိုးသူထင်ပြီးတော့ဒါယေရှုကသူကိုယ်တိုင်နဲ့ပရောဖက်လို့သူမပြောဘူးဘုရားပိုင်တဲ့ဘာသာသူပြောတာတခုပဲရှိတယ်ဗါလဲဆိုတော့နော်ပေတရုရာမီပြောတယ်နော်ကိုတော်ကတဲ့ဘုရားဆင်းလွတ်လာတယ်နော်ဘုရားသားတော်ဖြစ်တယ်ဆိုတော့ဘယ်သူမှမပြောနဲ့တဲ့အဲ့လိုမျိုးနော်ဆိုတော့သူကိုယ်တိုင်ဝန်ခံလာပြောတာဆိုတော့အဲ့ဒါပဲနော်ဤသူဒီငါနဲ့ငါချစ်သားပေဒီတဲ့နော်အေလိယနဲ့မောရှင်နဲ့တွေ့တဲ့ချိန်မှာလေဒီလိုပဲပေတရုကရောက်ရခန့်တယ်ဟိုပြောဒီပြောတဲသုံးဆောင်ဆောင်မယ်ကိုတော်တို့တစ်ဆောင်အေလိယတစ်ဆောင်မောရှင်တို့တစ်ဆောင်ကောင်းကင်တန်လာဤသူဒီငါချစ်တဲ့မြတ်တွေဟာလေလုယာဘုရားပိုင်တဲ့ဘန္နာငါသားလို့ပြောတယ်ငါသားဆိုတော့ဘုရားပိုင်တဲ့ဘန္နာကဘယ်တော့တန်မှုကြီးတော့ကောင်းကင်အောင်မြေကြီးနော်အစိုးပိုင်တော့အခွင့်တကူအာနာရှိတဲ့တန်ဖိုးဟာလေလုယာ
ဒါကြောင့်အခုကြီးဘုရားဖန်ဆင်းကောင်းငယ်အောင်မြေကြီးအောင်ယေရှုလက်ထက်မှာယေရှုကုန်ပိုင်ဟာလေလုယာနော်ဒါကြောင့်ဘုရားပိုင်တဲ့ဘာနာကဘုရားကြိုက်တယ်လို့လုပ်လို့ရတာအာမင်ယေရှုကိုဘုရားကြိုက်တယ်လို့လုပ်လို့ရတယ်အာမင်ဟာလေလုယာယေရှုကြိုက်တယ်ဒါကြောင့်ခန္ဓာစိတ်ဝိတော်မှာဆိုတော့ဘုရားကြိုက်တယ်လို့ကိုယ်လုပ်လို့ရလားဘုရားကိုယ်ပိုင်လားဟာလေလုယာကျွန်တော်အဲ့ဒါကိုနော်ရဲရှင်းလင်းထပ်ပြီးတော့ဒီနေ့မှာထပ်ရတာဘာဖြစ်လဲဆိုတော့အခုထပ်ရတာဆိုတော့ဘုရားပိုင်တဲ့ဘန္နာကျွန်တော်မနေ့ကလည်းပြောပါတယ်ဒါပေမဲ့ဒီနေ့ဘာထပ်ရဆိုတော့ပရောဖက်တဲ့တမန်တော်တဲ့နော်ဂျစ်ပရိုဟိတ်မျိုးတဲ့တားတော်ကပို့ပြီးတော့နော်ပို့ပြီးတော့စိတ်ချရတယ်ဘာလို့ဆိုတော့အဲ့ဒါမှဘုရားပိုင်တဲ့ဘန္နာဖြစ်မှာဟာလေလုယာဘုရားပိုင်တဲ့ဘန္နာမှာနော်အချို့ကျတော့နော်ဘုရားခင်ကဂျစ်ပရိုဟိတ်နာမှာတုံးတယ်ဘုရားတုံးတာနော်ဘုရားတုံးတာနော်ကိုယ်သဘောတကူဂျစ်ပရိုဟိတ်လုံးလို့မရဘူးဘုရားတုံးတာနော်ဒါကြောင့်ဘုရားလက်ထက်မှာကိုအချိန်တိုင်းရှိဖို့အရေးကြီးတယ်နော်အဲ့ဒါမျိုးပေါ့အချို့ကျတော့လေတန်းရှင်းတော့အမျိုးပေါ့နော်ပြီးတော့တချို့ကျတော့လေဘုရားခင်ကဘာလို့ဆိုတော့နော်သူကလိုချင်တာမဟုတ်နော်ဘုရားခင်ကဘာဖြစ်လဲနော်ဗရေပညာကိုဘုရားခင်ကသင်ပေးတယ်ဝိညာဉ်တော်အဖြစ်နော်ဝိညာဉ်တော်ပြည့်တဲ့ဗရေပညာဘုရားသင်ပေးတယ်ဆိုတော့တချို့ကျတော့လေလိုချင်လို့မဟုတ်ပဲနဲ့ရသွားတာရှိတယ်နော်ဘုရားခင်ရဲ့အကြံရှိရသွားရှိတယ်ရသွားပြီသူဘာလို့ဆိုတော့နော်အဲ့ဒီဗရေပညာနဲ့ဘုရားပေးတဲ့ပညာနဲ့တော့ရုပ်ထုတွေလုပ်ပြီးတော့ဘုရားဆိုကိုးကွယ်တာကြောက်စရာကြီးနော်ဘုရားပိုင်တဲ့ဘန္နာကဘုရားတော့လောက်ခိုင်းတယ်ဆိုတာကဒီအခုမှပြောနော်ဒီနော်ပကံစွန်ဘာညာစသည်ဖြစ်ပေါ့ဗဒိန်သမားလူတယ်လေပကံစွန်ဘာညာဆိုတော့စသည်ဖြစ်အဲ့ဒါမျိုးလို့ तू ကရုပ်ထုသွားလုပ်ပြီးတော့ဘုရားကိုးကွယ်လိုက်ကြောက်စရာကြီးနော်တော့ဒါကြောင့်ဘုရားခင်ကတခါကျရင်အလွဲသုံးစားသူပေးလိုက်တဲ့ဝိညာဉ်တော်နဲ့ပြေးသွားတဲ့နော်ဘိသိက်တကူပေးလိုက်တဲ့ရာလူကအလွဲသုံးစားသွားလုပ်တယ်အဲ့ဒါဆိုဘုရားမပိုင်တော့ဘူးဘုရားကတော့သူ့ကိုပိုင်တယ်သူ့ဝိညာဉ်နဲ့ပိုင်တယ်ဒါပေမဲ့ဝိညာဉ်ပညာပေးလိုက်ပြီမဲ့အဲ့ဒီပညာကိုသူအလွဲသုံးစားလုပ်တယ်နော်အလွဲသုံးစားလုပ်တယ်ဘာလို့လဲသူကလူကျင်တာမဟုတ်တာလေဘုရားပေးလို့သူရတာအဲ့ဒါကိုသူကကိုးဝယ်ခြင်းမှာရုပ်ထုတွေကိုးဝယ်ခြင်းမှာသူကအဲ့ဒါကြောက်စရာကြီးနော်ဆိုတော့ဒါဆိုဘုရားပိုင်နေတာမဖြစ်ဘူးဘုရားတော့သူ့ပြီးလိုက်ပြီဒါပေမဲ့သူ့တဘောတူရက်တည်ရောကြောင့်ဘုရားပိုင်နေပါလားမဖြစ်နိုင်သူပညာကိုသူလွဲအသုံးချအဲ့ဒါမျိုးအဲ့ဒါကြောင့်ဘုရားကမောရှိလေမင်းကမကြည့်နဲ့ကြည့်မင်းအကုန်လုံးသိရောမယ်ငေါမြင်အကုန်သိပါဆိုအဲ့လောက်ထိပေါ့နော်ဒါကြောင့်မင်းငါကြောလောက်ပဲကြည်ဒါမျိုးပေါ့နော်အဲ့ဒါမျိုးဘုရားကအဲ့လိုပြောတာနော်ဘုရားသူကပြင်းလွှားကြည့်အဲ့ကြောင့်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်နော်ဒီအဲ့ဒါကြောင့်ဆိုတော့ဒီဘုရားကိုပိုင်တော်မှာကိုဘယ်လောက်ခံနိုင်ရှိတယ်ဆိုတော့ဘုရားသိဒါကြောင့်အိုးထိန်ကြီးကကိုကအိုးမြေဒီအိုးမြေကကိုတော်ရဲ့နော်လှုပ်စီခြင်းတဲ့အရာကိုတော်ပိုင်မှကိုတော်လှုပ်လို့ရမှာလေဟုတ်တော့ကိုခန္ဓာစိတ်ဝိတ္တတော်ကိုပိုင်လို့ရှိရင်ကိုတော်လှုပ်လို့မရအောင်ဒါကြောင့်ဘုရားပိုင်တဲ့ဘာနာဖြစ်ခြင်းအဲ့ဒါမျိုးပေါ့နော်ဟာလေလုယာအာမင်ကျွန်တော်ကအဲ့ဒါပေါ့နော်ဘုရားပိုင်တဲ့ဘာနာဤတူဒီငါနှစ်သက်မြတ်တို့ရငါချစ်သားပြီဟာလေလုယာအဲ့ဒါဘုရားပိုင်တဲ့ဘာနာပဲအဲ့ဒီဘာနာဖြစ်ဖို့ကဘလို့ကိုကအမြဲတမ်းခန္ဓာစိတ်ဝိတ္တသုံးပါးစလုံးကိုအမြဲတမ်းဘုရားကိုအနံမှာဘုရားအလုပ်လုပ်လို့ရဖို့အတွက်အရေးကြီးတာဒါကြည့်တယ်အဲ့ဒါအကိုတဘောကိုလုံးမယ်ဆိုတော့ရှိရင်တော့ဘုရားပိုင်တဲ့ဘာနာကဘလို့မဖြစ်နိုင်ကိုတဘောကိုလုံးတော့ဘလို့မဖြစ်နိုင်ဘုရားပိုင်တဲ့ဘာနာဘုရားပဲလုပ်မယ်တခါကျရင်ဘာလို့ဆိုတော့နော်ဆိုအတန်တော့ကြားတာမဟုတ်ဘူးကိုကလုံးအောင်ပဲအရာတော့မဟုတ်ဘူးဒါပေမဲ့ तू ကနော်သတိပေးတယ်သူသတိပေးတယ်ဝိညာဉ်ထဲမှာသတိပေးတာဒါလုံးအောင်ကိုလုံးအောင်မဟုတ်ကိုလုံးအောင်ကိစ္စမဟုတ်ဒါပေမဲ့ကိုလောက်ခိုင်းတယ်အဲ့ဒါမျိုးတူနော်ဆိုတော့အဲ့ဒါမျိုးရှိဒါဆိုကျွန်တော်ဘာလို့ဆိုတော့ဆင်ကြလဲဘုရားခင်ကနော်ငေါ့ကိုနော်လမ်းပြနေတယ်ငေါ့ကိုနော်ဒီညွန်ကြားနေတယ်နော်အဲ့ဒါမျိုးဆိုတော့ကျွန်တော်ဟုတ်ပြီတချို့ကိစ္စတွေကကိုလောအောင်ပဲအလုံးမဟုတ်ပေမဲ့လေဘုရားခင်ကိုလောက်ခိုင်းနေရရှိတယ်နော်ကိုကလည်းဆုတော့တောင်းနေတယ်ကိုတော့ဘာလို့ကောင်းဘာလို့ကောမေးနေတာရှိတယ်ကိုကိစ္စကိုလည်းဘုရားလောက်ခိုင်းနေရတယ်ရှိတယ်လုတ်ပေးရရရှိတယ်လုတ်ပေးတယ်ဘုရားလုတ်ပေးတာနော်ကို့အထက်မှာလုတ်ပေးတယ်ဆိုတော့အဲ့ဒါမျိုးပေါ့ပြင်ဆင်ပေးတာပေါ့နော်ဘုရားတခင်တခုဆိုတော့ဝိညာဉ်ထဲမှာပြင်ဆင်ပေးတယ်ဆိုဟာလေလုယာအဲ့ဒါဆိုတော့ကောင်းကင်မှာပြည့်စုံတကယ်လို့မြေကြီးမှာပြည့်စုံပါဟာလေလုယာအာမင်ဒါဘုရားပိုင်တဲ့ဘာနာအဲ့လိုဘုရားက तू ကတနေ့တာလုံး तू ပိုင်နေလို့ရှိရင်တနေ့တာလုံး तू ပဲဥဆောင်တယ်သူပဲပြောတယ်နော်သူပဲပြောတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဆင်ញင်တာပေါ့နော်
မနက်ကတော့မပြောပြလိုက်ဘူးအဓိကတော့နော်ဖရားတခင်အကောင်းဆုံးပြီးတယ်ဖရားပိုင်တဲ့ဘာနာဖြစ်ချင်ရင်ခန္ဓာစိတ်ဝင်တုံးပါသလုံးကိုဖရားလက်ထဲအမရမယ်ဒါပေမဲ့တခုတော့ရှိတာကဖရားကကိုယ့်လက်ထဲမှာဆိုရင်တော့မဟုတ်တော့ဘူးဖရားကကိုယ့်လက်ထဲမှာကိုဖြစ်ချင်တာတွေဘယ်ဦးစားပေးမယ်ဆိုလို့ရှိရင်စဉ်းစားကြည့်လေဖရားကကိုယ့်လက်ထဲမှာဆိုရင်ဘယ်လိုလုပ်မဖရားတခင်ကိုယ့်လက်ထဲမှာဆိုရင်ကိုဖြစ်ချင်တဲ့အတိုင်းကိုလှုပ်ချင်တဲ့အတိုင်းကိုနော်ကိုအစီအစဉ်ကိုရဲ့အကြံစီကိုရဲ့နော်အတန်းမျိုးတခုခုကျွန်တော်တို့လှုပ်ချင်ပြီဆိုရင်အများနဲ့ကျွန်တော်ဆွတ်တောင်းရတယ်ဆွတ်တောင်းတယ်ဟုတ်မလေးဆိုတော့နော်မြေကြီးစွမ်းငါးတက်သေးဖြစ်ကြလောဟာလားကျွန်တော်တကိုးမခံရဘဲနဲ့နော်ဘဲမှမသွားနဲ့တကိုးခံရတောင်မှဘုရားသခင်ဘဲသွားချင်တယ်ဘာလို့ချင်တယ်ကျွန်တော်ကပြီးပြီးတာပဲနော်နေ့တိုင်းဘုရားကိုကျွန်တော်ပြီးပြီးတာပဲနေ့တိုင်းဘုရားကိုပြီးပြီးတာကိုတော့အချိန်တိုင်းပြီးပြီးတာပဲဘယ်ကိစ္စမှနော်အဟံတမ်းဖြစ်စီဘုရားအတွက်ဆိုရင်အချိန်ပြီးပြီးတာပဲနော်နေ့တိုင်းပြီးပြီးတာပဲနော်ဘယ်သူပဲဖြစ်နော်ဘုရားအတွက်နော်ဒါမို့ကျွန်တော်မိသားဖွဲ့ချင်း ready ပဲဘယ်နေ့ပဲဖြစ်နော်ဒါမျိုးပေါ့ဒါပေမဲ့ကျွန်တော်လည်းမေးရတယ်နော်ကိုက ready တော့ဘုရားအတွက်စက္ကန့်မေးရတယ်ကိုတော့ဘယ်နေ့လဲဘယ်ချိန်လဲဘယ်လိုလုပ်ပါလဲဟာဒါမျိုးပေါ့နော်ဘယ်သူကလှုပ်ချင်တာလဲဘယ်သူကဖြစ်ချင်တာဒါမျိုးပေါ့ဘယ်သူလိုချင်တယ်ဒါမျိုးပေါ့ဆိုတော့ဒါမေးရတယ်မေးအဲ့ဒါကိုထပ်ပြီးဆုတောင်းရတယ်ကိုတော့ဟာလေလုယာဒါကြောင့်ဘုရားသခင်ကနော်ဟာလေလုယာနော်ဘယ်ရက်မှလှုပ်ချင်တယ်ဘယ်ပတ်လှုပ်ချင်တယ်ဒါဘုရားကမေးရတယ်မမေးလို့မရအောင်နော်ကိုကလှုပ်ချင်တောင်မှမေးရတယ်ဒါပေမဲ့တွားလို့ရနေပြီတကိုးခံရပြီးတော့ကြားပြီလေတကိုးခံရတာကြားပြီလွန်ခဲ့တဲ့10နှစ်လောက်တည်းကတကိုးခံရတာနော်အခုဆိုပဲ2025ဖြစ်သွားပြီနော်10နှစ်လောက်ကျော်သွားပြီဆိုတော့နော်ဒါကြောင့်အဲ့ဒါလေးကိုဒီဝန်ကိုကျွန်တော်ရှောင်းမလို့မေးတယ်နော်ဘုရားကိုမေးတယ်ဆိုတော့အချိန်ကတော့ ready ပဲကို ready ပဲအဲ့ဒါမျိုးပေါ့နော်ဒါကြောင့်ဘုရားပိုင်တဲ့ဘန္နာက E2D ငါဤနှစ်သက်မြတ်လို့ရငါချစ်တာပဲဟာလေလုယာfris တော့ဒါပဲတချို့ကြတော့လေဘာဖြစ်လဲဘုရားကဝိညာဉ်နဲ့ပြည့်စုံပြီးတော့ပညာပေးလိုက်တော့မှအဲ့ပညာလွယ်တုံးသွားလုပ်တယ်ဆိုတော့အဲ့ဒါဘုရားမပိုင်ဘူးနော်ချို့ကြတော့လေဘုရားကိုလက်ထည့်ပြီးတော့ကိုလှုပ်ချင်တဲ့အရာတွေပေါ့နော်ကိုဖြစ်ချင်တဲ့အရာတွေတခြားမပြောနဲ့ကိုတော့မှနော်နေ့စဉ်အသက်ရှင်တဲ့နေရာမှာတော့မှနော်ဘုရားကဘုရားရဲ့လက်ထက်မှာကိုရှိနေတာဘုရားကိုပိုင်နေတာလားဆန်းစစ်မလို့တဲ့စင်ကျင်မှုလို့လေကျွန်တော်အမြဲစင်ကျင်တယ်စင်ကျင်လို့ထွက်လာတဲ့အရာတွေအလုံးဘုရားပြောခဲ့တယ်တော့ပြောတယ်ဆိုတော့ဒါကျန်တာဟာနေမို့နော်ဟိုစားပေါ့ရဲဘုရားနဲ့မိတ္တာဖွဲ့နေတဲ့ကာလပတ်လုံးဒါဘုရားပိုင်နေတာပဲဘုရားကိုပိုင်နေဘုရားမိတ္တာဖွဲ့လို့ဘုရားကိုပိုင်တာဒါပဲဒါကြောင့်ဘုရားပိုင်နေပဲလား E2D ငါနှစ်သက်မြဲတော့ငါချစ်တာပြီတော့ကျွန်တော်ဟိုမှာတွေ့တာကတော့ထမြောက်ကြားမှာကျတော့ဗာပြောဆိုတော့ဘုရားပိုင်တဲ့ဘန္နာကဗာပြောဆိုတော့တန်ရှင်တော့မျိုးနော်ယေဘရဟိမျိုးမင်းနွယ်ဒါမျိုးဒါမျိုးဘုရားပိုင်တဲ့ဘန္နာရတယ်နော်ဆိုတော့ကျွန်တော်ရတာက E2D ငါနှစ်သက်မြဲတော့ငါချစ်တာပြီဟာလေလုယာအဲ့ဒီချစ်သားဆိုဗာပြောရမယ်ကောင်းကင်အော်မြေကြီးအော်အစိုးပိုင်တော့အခွင့်တကူအာနာကိုဟာလေဒါကြောင့်ကောင်းကင်မှာပြည့်စုံတကယ်လို့မြေကြီးမှာပြည့်စုံပါလေတော့ဟာလေလုယာအာမင်ဟာလေလုယာဒါကြောင့်နော်ဒီဖခင်ရဲ့ဗိတ်တိတ်တကူရတော်မှာနော်ကိုယ်တဘောတကူရှင်လို့မရဘူးဘုရားပိုင်တဲ့ဘန္နာအဲ့ဒါမျိုးကိုယ်တဘောတကူရှင်လို့ရှိရင်တော့သိတဲ့အတိုင်းပဲလေဟုတ်လားသိတဲ့အတိုင်းပဲနော်အထွေထူးပြောစရာမလိုဘူးနော်ကိုယ်တဘောတကူရှင်တော့ဒါဘုရားရှင်တာမဟုတ်တော့ဘူးလေဟုတ်လားအာမင်โอเคယေရှုနာမရဲ့အတိုင်းဖျားရှင်ကောင်းပြပါစေ God bless you ဘုရားပိုင်တဲ့ဘန္နာဖြစ်ဖို့ဟာခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးကိုအချိန်တိုင်းမှာဘုရားလက်ထဲမှာဘုရားနော်ဘုရားကြိုက်တယ်လို့လုပ်ဖို့အတွက်ကိုကအမြဲပြင်ဆင်ရမယ်နော်အမြဲပြင်ဆိုကိုလက်ထဲကိုဘုရားတော့မထည့်နဲ့ကိုလက်ထဲမှာထည့်ပြီးကိုယ့်အကိုရှင်လို့ရှိရင်တော့စွတောင်းရင်တော့မထီရအောင်ဘုရားပိုင်တဲ့ဘန္နာဖြစ်ဘူးဘုရားကိုတော့ကိုလက်ထဲမထည့်နဲ့နော်ကိုခန္ဓာစိတ်မျိုးဆိုဘုရားလက်ထဲထည့်အာမင်God bless you ယေရှုနာမရဲ့အတိုင်းဖျားရှိကောင်းပြပါစေဘုရားပိုင်တဲ့ဘန္နာက E2D ငါနှစ်သက်မြတ်လို့ရငါချစ်တာပြီငါချစ်တာဖြစ်သွားပြီဆိုရင်ကောင်းကင်အောင်မြေကြီးအောင်အစိုးပိုင်တဲ့ခွင့်တကိုးအာနာဟာလေလုယာလုံးဝအချိန်တိုင်းဘုရားပိုင်အချိန်တိုင်းဖြစ်နေပါဒါကြောင့်ကောင်းကင်မှာပြည့်စုံတကယ်လို့မြေကြီးပေါ်မှာအချိန်တိုင်းပြည့်နေမှာဟာလေလုယာ God bless you ပြန်တွေ့ကြမယ်နော်အာမင်ဘုရားပိုင်တဲ့ဘန္နာ